အီရန်နိုင်ငံပေါ်ဖိအားတိုးပေးမှုဖြင့်အီရန်နဲ့စီးပွားရေးလုပ်တဲ့ဘယ်တိုင်းပြည်ကိုမဆိုစီးကျက်ခွန်25%သတ်မှတ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကချိန်ချောက်လိုက်ပါတယ်။အီရန်သမ္မတနိုင်ငံနဲ့ကုန်သွယ်မှုပြုလုပ်တဲ့ဘယ်တိုင်းပြည်ကိုမဆိုအမေရိကန်နိုင်ငံကိုစီးကျက်ခွန်25%ပေးဆောင်ရပါမယ်လို့၎င်းကတနင်္လာနေ့မှာလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။အီရန်ရဲ့အဓိကကုန်သွယ်ဘက်နိုင်ငံတွေထဲမှာတရုတ် UAE နဲ့တူရကီတို့ပါဝင်ပြီးအီရန်ဟာရုရှားနဲ့ဆက်ဆံရေးတိုးမြှင့်နေပါတယ်။အီရန်နိုင်ငံတော်ဝန်အစိုးရစန့်ကျင်ဆန္ဒပြပွဲတွေပြန့်နှံ့လာခဲ့လို့ဆန္ဒပြသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေကြားလူအသေးပြောက်ရှိတဲ့ပြိပခတွေဖြစ်လာချိန်မှာဒေါ်နယ်ထရမ့်ကခုလိုကြေညာခဲ့တာပါ။အမေရိကန်ကအီရန်နိုင်ငံကိုစစ်ရေးအရရေးယူဖို့စဉ်းစားနေတယ်လို့လည်းဒေါ်နယ်ထရမ့်ကဆက်ပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုဟာစစ်တပ်မှုတွေစပွဲဝိုင်းမှာဆွေးနွေးနေတဲ့ရွေးချယ်စရာတွေကတစ်ခုဖြစ်ပါတယ်။တန်ကင်းတမန်ကင်းဟာသမ္မတအတွက်ပထမရွေးချယ်စရာဖြစ်ပါတယ်လို့အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကာရိုလိုင်းလီဘတ်ကအစောပိုင်းမှာပြောပါတယ်။ဆန္ဒပြသူတွေကိုတပ်ဖြတ်မှုအတွက်လက်တုံ့ပြန်မှုမလုပ်မီတန်ကင်းတမန်ကင်းရစူးစမ်းကြည့်ဖို့ဒုတိယသမ္မတဂျေဒီဘန်ဦးဆောင်တဲ့အကြီးတန်းဆိုရရရှိတွေကဒေါ်နယ်ထရမ့်ကိုတိုက်တွန်းနေတယ်လို့သိရပါတယ်။အီရန်အရေးဆုံးဖြတ်ချက်ချဖို့ဒေါ်နယ်ထရမ့်ဟာဒီကနေ့အကြီးတန်းလက်ထောက်တွေနဲ့တွေ့ဆုံခဲ့တယ်လို့ The Wall Street Journal ကဖော်ပြပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရဟာအင်္ဂါနေ့ကမြန်မာစစ်အုပ်စုခန့်တမ်းမတ်ကြီးဦးကျော်စိုးမိုးကိုဆင့်ခေါ်ကမြန်မာဘက်ကကော့ဘဇားခရိုင်တက်နက်မြို့ဘက်ကိုတနက်ပစ်ခတ်မှုဖြစ်စဉ်ပေါ်အလွန်မင်းစိုးရိမ်တယ်လို့ပြောကြားခဲ့ပါတယ်။နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုကြောင့်အသက်12နှစ်အရွယ်ဘင်္ဂလားဒေ့ရှ်အမျိုးသမီးငယ်တဦးပြင်းထန်စွာဒဏ်ရာရရှိတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဝန်ကြီးဌာနကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရန်စပစ်ခတ်တာဟာအပြည်ပြည်ဆိုင်ရာဥပဒေပေါ်တင်ချိုးဖောက်မှုဖြစ်ကကောင်းမွန်တဲ့အိမ်နီးချင်းဆက်ဆံရေးအတွက်အဟန့်တားတစ်ခုလို့ထုတ်ပြန်ချက်ကဆိုပါတယ်။ဖြစ်စဉ်အတွက်အပြည့်အဝတာဝန်ယူဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတောင်းဆိုခဲ့ပြီးအနာဂတ်မှာနယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုတွေကိုဟန့်တားမဲ့အစီအမံတွေလှုပ်ဆောင်မှုတိုက်တွန်းခဲ့ပါတယ်။မြန်မာနိုင်ငံတွင်တိုက်ပွဲတွေကဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့အသက်အိုးအိမ်ကိုမထိခိုက်စေသင့်ဘူးလို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။အလားတူဖြစ်စဉ်တွေထပ်မံမဖြစ်ရအောင်အစီအမံတွေလှုပ်ဆောင်မယ်လို့စစ်အုပ်စုခန့်တန်တမန်ကဂရုပြုခဲ့ပြီးဒဏ်ရာရရှိသူမိသားစုအတွက်စိတ်မကောင်းဖြစ်ရတယ်လို့ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမြန်မာနဲ့281ကီလိုမီတာ168မိုင်နယ်နိမိတ်ချင်းထိစပ်နေတယ်လို့သိရပါတယ်